ကဲဒီနေ့တော့တမိုင်းတဲကအရန်ကိုစိတ်ဝင်စားစရာကောင်းပြီးအပြေမထွက်သေးတဲ့ပဟေလီတစ်ခုအကြောင်းပြောပြခြင်းပါတယ်အဲ့ဒါကတော့ပျောက်ဆုံးသွားတဲ့ပတ်တမြားငမောက်ရဲ့အတန်နဲ့ရည်ပါပဲဒါကလေဒီတိုင်းတန်ဖိုးရှိတဲ့ရတနာတစ်ခုမဟုတ်ခဲ့ဘူးဗျာမြန်မာဘုရင်တွေတော့သူတို့ရဲ့အဆောင်တော်လို့တိုင်းပြည်ရဲ့အသက်လို့ဖြစ်နေခဲ့တဲ့ဒန်ဒါရီလာကြောက်မြတ်ရတနာတစ်ခုပါ1885မြန်မာဘုရင်စနစ်ပြိုလဲသွားတဲ့အချိန်အဲ့ဒီချိန်ကကဘာမှာအကြော်ကြားဖုံးဖြစ်တဲ့ပတမြားတပွင့်ဟာမန်လဲနန်တော်ထဲကနေကောက်ခါငင်ခါပျောက်သွားခဲ့တယ်ကျူးကျော်မှုတွေနန်ပိမှုတွေနဲ့ရှုပ်ရက်ခတ်နေတဲ့အခြေအနေကြီးထဲမှာဘာတန်းလွန်စားမှမကြံပဲပျောက်ကွယ်သွားခဲ့တာပါအဲ့ဒီတော့မေးစရာရှိလာတာကအဲ့ဒီပတ်တမြားကတကယ်ပဲခိုးယူခံလိုက်ရတာလားဒါမှမဟုတ်ဒီအတိုင်းပဲပျောက်သွားတာလားဒါကလေရာစုနှစ်တစ်ခုကျော်လာတဲ့အထိမြန်မာလူမျိုးတွေအဖြေရမရသေးပဲပဟိလီကြီးတစ်ခုအဖြစ်ကြန့်ရှိနေတော့မှာပဲကဲပထမဆုံးအနေနဲ့ဘာဒီပျောက်ဆုံးသွားခဲ့တယ်လဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ပတ်တမြားငမောက်ဆိုတာနဲ့မိုးကုတ်ကိုဘေးမြင်ကြမှာပါဟုတ်ပါတယ်ဒန္နာကြီးတွေကပတ်တမြားမြေလို့ခေါ်တဲ့မိုးကုတ်ကထွက်တဲ့အပြစ်အနာစာလုံးဝမရှိတဲ့ခိုးထွေးအောင်ပတ်တမြားစစ်စစ်ကြီးပေါ့အရွယ်စားကလည်းမသေးဘူးနော်ကွန်တီလုံးလောက်ရှိပြီးတော့အလေးချိန်ကကာရက်80ကျော်တောင်ရှိတယ်လို့ဆိုပါတယ်သူ့ရဲ့ဂုဏ်သက်တီတွေကလည်းဒန်နာကြီးဆန်ဆန်ပါပဲအလင်းရောင်နေတဲ့နေရာမှာတော့မီးထွန်းထားသလိုလစ်လက်တောက်ပနေတဲ့နွားနို့တဲ့နစ်လိုက်ရင်နွားနို့တစ်ခွက်လုံးหนีရဲသွားတယ်ဆိုပဲနောက်ပြီးလက်ထဲမှာကင်ထားရင်လက်ချောင်းတွေကြားကနေအနီရောင်အရည်ဒီစိမ့်ထွက်လာသလိုမျိုးထင်းရတယ်လို့လဲဆိုကြတယ်ဒါကြောင့်မို့ခုံပေါက်မင်းဆက်တွတ်တော့ကြဟာယေဒနာတစ်ခုဆိုတာချက်အများကြီးပို့ပါလေသူတို့ရဲ့အချွတ်အခြာအာဏာနဲ့တဘာဝလုံးအဆောက်အအုံရဲ့အမတ်တင်ဂီတာတစ်ခုလိုပါပဲဒါဆိုဒီလောက်တောင်အရေးပါတဲ့ယတနာတပွင့်ကဘယ်လိုလုပ်ပြီးရုပ်ရည်ကြီးပျောက်သွားရတာလဲအဲ့ဒီအဖြစ်ကိုသိဖို့အတွက်ကျွန်တော်တို့1885ခုနှစ်ကိုပြန်သွားကြည့်ဖို့လိုပါပြီအဲ့ဒီအချိန်ကတတိယအင်္ဂလိပ်မြန်မာစစ်ပွဲကာလပေါ့1885နိုဝင်ဘာမှာ British စစ်တပ်အင်အား1000ကျော်ကအထက်မြန်မာပြည်ကိုဝင်ရောက်ကျူးကျော်ခဲ့တဲ့နိုဝင်ဘာ28ရက်နေ့မှာတော့တီဘိုးမင်းတရားကြီးကမန္တလေးနန်းတော်မှာပဲလက်နက်ချခဲ့ရပြီးနောက်တည့်ရက်နိုဝင်ဘာ29မှာပဲတော်ဝင်မိသားစုတစုလုံးကိုအိန္ဒိယကိုပြည်နှင်တန်ပေးခဲ့ပါတယ်စစ်ပွဲကတကယ်ကိုမြန်ဆန်ပြီးတစ်ဖက်သက်နိုင်သွားတဲ့စစ်ပွဲဖြစ်ခဲ့တယ်လို့ရတတက်နှစ်ပတ်အတွင်းမှာပဲမြန်မာထီနောင်ကိုအဆုံးသတ်စေခဲ့ပါတယ်အဲ့ဒီကံကြမ္မာစိုးဝင်နေကအဲ့ဒီကဇာကောင်ညောရှိခဲ့ပါတယ်တယောက်ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးဘီရင်တီဘိုးမင်းနောက်တစ်ယောက်ကတော့ British ဘက်ကနိုင်ငံကြီးရရှိချုပ်ဗိုလ်မှူးကြီး Edward Sladen ပါပဲSladen ကမြန်မာစကားလည်းပြောတတ်တယ်ဘီရင်နဲ့လည်းရင်းနှီးတဲ့သူဖြစ်တော့လက်နက်ချတဲ့ကိစ္စတွေကိုကြီးချုပ်ဖို့တာဝန်ပေးခံခဲ့ရတာပါနန်းတို့ထဲကအဲ့ဒီလိုရှို့ရက်ခတ်နေတဲ့အချင်းတွေကြားမှာပဲမင်းမင်းတက်တဲ့ရဲ့ထွက်ဆိုချက်အားလုံးကလူတယောက်တည်းစီကိုပဲဥတီနေခဲ့ပါတယ်တီဘောမင်းရဲ့တမီးတို့အငယ်ဆုံးရဲ့ပြောစကားရဆိုရင်စလီတင်ကကျမရဲ့မိဘတွေစီမှာပတမြားကိုခဏကြည့်ပါစီလို့တောင်းတယ်ခဏလောက်ကြည့်ပြီးတဲ့နောက်မှာတော့စလီတင်ကမင်းနေတယ်လို့ပုံစံနဲ့သူ့အိတ်ကတ်ထဲထည့်လိုက်ပြီးပြန်မပေးတော့ဘူးတဲ့ဒါကမြန်မာနိုင်ငံမှာမျိုးဆက်တွေအဆက်ဆက်ပြောဆိုလက်ဆင့်ကမ်းလာခဲ့ကြတဲ့ဇလန်တစ်ခုပါပဲဒါပေမဲ့တရားဝင်မတန်းဒီမှာတော့တယောက်နဲ့တယောက်လုံးဝမတူတဲ့ဇလန်တစ်ခုဖြစ်နေပါတယ်ဒီပုံမင်းရဲ့ပြောကြားချက်အရတော့ပြင်းထန်ပေးခံရတဲ့ခီးမှာဘရီယန်ဘတ်တာဖြစ်နေလို့ပရမီယာလက်စွပ်ကိုထိန်းပေးဖို့စလီတင်လက်ချက်ကိုအပ်ခဲ့တယ်လို့ဆိုတယ်စလီတင်ဘက်ကတော့ဖင်းစီကအပိုင်ဆိုင်မှုစရင်ပါတစ်ခုပါတရားဝင်မရခဲ့ဘူးလို့ငင်းဆိုပြီးအဲ့ဒီလိုရှိုးထွေးနေချိန်မှာပစ္စည်းတစ်ခုချင်းကိုတီးတန့်လွှဲပြောင်းပေးတာမျိုးလုံးဝမရှိခဲ့ဘူးလို့ဆိုပြန်ပါတယ်ပြင်းနှင်ခံနေရတဲ့သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာတီပိုမင်းဟာ British ဘရင်ခံကျူစီတော့နောက်ပိုင်းပန်စမမြောက်ကျောင်းဘရင်စီကိုပါသူ့ရဲ့တန်ဖိုးရှိတဲ့ပတ်တမြားလက်ဆွဲငမောက်ကိုပြင်ပေးဖို့တောင်းဆိုတဲ့စာရီအကြိမ်ကြိမ်ပို့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတောင်းဆိုမှုတွေအားလုံးလျှို့ရှုခံခဲ့ရပြီးတီပိုမင်းဟာ1916ခုနှစ်မှာနှက်ရွာဆန်သွားခဲ့တဲ့အထိသူ့ရဲ့ပစ္စည်းတွေကိုပယ်တော့မှပြန်မမြင်ခဲ့ရတော့ပါဘူး။ဒီလိုနဲ့တရားဝင်စုံစမ်းစစ်ဆေးမှုတွေကအေးဆက်သွားခဲ့ပေမဲ့အဖေရဲ့တန်လွန်ဆက်တစ်ခုကတော့ကိုရီးကိုရာမှတ်တမ်းစာအုပ်တုပ်ထဲမှာပုံကွယ်နေခဲ့ပါတယ်ဗြိတိစာကြီးတိုင်းမှာဗိုလ်မှူးကြီးဇလေတင်ရဲ့1885ခုနှစ်ကကိုရေးကိုတာဒိုင်ယာရီကိုထိမ့်သိမ်းထားတာမှာဒါကအရှိုးကျော်မှုရဲ့အသေးစိတ်ဖြစ်ပျက်သူကိုမှတ်တမ်းတင်ထားတာမှာဒီဒိုင်ယာရီကအဲ့ဒီသမိုင်းဝင်ဖြစ်ရချီကိုတရက်ချင်းစီအလိုက်ရင်သက်ရှုမောဖွယ်ပြန်ပြောပြနေရလို့ပါပဲဒါပေမဲ့အရေးကြီးဆုံးကတော်ဝင်မိသားစုကိုဖြစ်နေတံပေးခဲ့ပြီးပတ်သမ ्या ငမောက်ပျောက်ဆုံးသွားခဲ့တဲ့နေ့နိုဝင်ဘာလ29ရက်တနင်္ဂနွေနေ့အကြောင်းကိုတော့သူဘာတွေရေးထားခဲ့လဲအဲ့ဒီနေရာမှာပဲပဟေလီကပို့ပြီးနဲလာတာတော့ပါပဲ1885ခုနှစ်နိုဝင်ဘာလ29ရက်နေ့အတွက်မှတ်တမ်းမှာစာကြောင်းစနစ်ကြောက်ကိုမင်းနဲ့ခဲတန်တုံပြီးတေဖေချာရဖြတ်ထားတာကိုတွေ့ရပါတယ်ဒါဟာတရားရေးတအုပ်လုံးမှာပြင်ဆင်ဖြတ်ထားတဲ့တခုတည်းသောစာမျက်နှာဖြစ်နေသေးပါတယ်ဒါကစလေတင်တပေါ်တန်ရရတဲ့ပို့ကြီးထွားလာစေတဲ့အဓိကချက်ပါပဲဘာဖြစ်လို့ဒီတရက်ထဲကမှတ်တမ်းကိုပဲဖြတ်ပစ်ထဲရတာလဲ
ရာစုနှစ်တစ်ခုလောက်ကြာပြီးနောက်မှာတော့ multispectral imaging ဆိုတဲ့နည်းပညာကိုသုံးပြီးအဲ့ဒီမြောက်ကစကလုံးတချို့ကိုဖိုးထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီမှာဘာရေးဖားလဲဆိုတော့ဘီရင်ကကျွန်ုပ်အားလက်ခံပေးရန်တောင်းဆိုတော်ဝင်အဆောင်အယောင်များကျွန်ုပ်သဘောတူသည်ကျွန်ုပ်အားခေကိုကိုယ်တိုင်ယူပေးရန်တောင်းဆိုပြီးတော့ပါဒါကသူ့ဘက်သမျှကိုယူသွားတယ်လို့အတိအကျဝန်ခံထားတာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ဘီရင်ကိုယ်တိုင်ကတော်ဝင်အဆောင်အယောင်တွေကိုသူ့စီကိုလဲပြောင်းပေးခဲ့တယ်ဆိုတာကိုတော့အတည်ပြုနေပါတယ်ဒါဟာစလေဒင်တရားဝင်ရင်းဆိုခဲ့တဲ့အချက်ပဲလေ ကဲစလေဒင်ကပတ်တမကိုယူသွားခဲ့တယ်ဆိုရင်တောင်ခြေရာကအဲ့ဒီမှာပဲပျောက်သွားခဲ့တယ်ဒါပေမဲ့ဖြစ်နိုင်ခြေရှိတဲ့စိတ်ဝင်စားစရာ theory တွေတော့အများကြီးထွက်ပေါ်လာခဲ့ပါတယ် ။ပတ်များငမောက်ဘေးရောက်သွားနိုင်တယ်လေ။ပရမတစ်ခုကတော့စလေဒင်ကပစ္စာရှိတဲ့အရာရှိတယောက်အနေနဲ့ဗစ်တိုးရီးယားဘုရင်မကြီးကိုလက်ဆောင်ဖြစ်ဆက်သခဲ့တယ်ဆိုတာပါပဲ။နောက်တစ်ခုကတော့အဲ့ဒီပတ်များကိုပြန်သွေးပြီး1917ခုနှစ်မှာပင်စမမြောက် George ဘုရင်အတွက်လုပ်ခဲ့တဲ့ India Empire တရဖူကြီးထဲမှာထည့်သွင်းအသုံးပြုခဲ့တယ်ဆိုတဲ့ theory ပါ။တတိယတစ်ခုကတော့ဗစ်တိုးရီးယားဘုရင်မကြီးကသူ့ရဲ့သမီးတော့မင်းသမီး Louis ကိုအမွေပေးလိုက်တဲ့အတွက်တော်ဝင်စုဆောင်းမှုထဲကနေအပြင်ကိုရောက်သွားခဲ့တယ်ဆိုတာပါပဲ ဒီ theory တွေကိုအထောက်ပံ့ပေးနိုင်မဲ့တဲလွန်းဆက်တစ်ခုရှိပါတယ်1896ခုနှစ်က Victoria ဘီယင်မကြီးရဲ့ရတနာပစ္စည်းစာရင်တစ်ခုမှာကာရက်95ရှိတဲ့ကာဘော်ရှွန်ရူဘီတပွင့်ကိုမြန်မာဘီယင်စီကရခဲ့တယ်လို့မှတ်တမ်းတင်ထားပြီးနောက်ပိုင်းမှာမင်းသမီးလူဝစ်ကိုအမွေပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့တဲလွန်းဆက်တစ်ခုပါပဲ။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းပတ်တမြဘယ်ရောက်သွားလဲဆိုတာကိုတော့ဘယ်သူမှမသိကြတော့ပါဘူး။ ဒါပေမဲ့လေပတ်တမြငတ်မော့ကိုရှာဖွေနေကြတာဟာတန်ဖိုးကြီးတဲ့ပစ္စည်းတစ်ခုကိုပြန်လို့ခြင်းလို့ဆိုတာထက်အများကြီးပိုပြီးနှက်ဆိုင်တဲ့အသေးပဲရှိနေပါတယ် တီဖောမီရဲ့မြစ်တော်ဖြစ်တဲ့ဦးစိုးဝင်းကခညားတို့မှာတော့တမိုင်းတွေကထိုးပြစီရတွေအများကြီးပဲကျွန်တော်တို့မှာတော့ဘာတစ်ခုမှမရှိတော့ဘူးလို့ပြောခဲ့ပါတယ်ဒါဟာယဉ်ကျေးမှုအရာဘလောက်တောင်ဆုံးရှုံးသွားတဲ့ဆိုတဲ့နည်းနည်းတဲ့ခန်းစားချက်ကိုမိမောင်းထိုးပြနေတာပါတော်ဝင်မိသားစုရဲ့မျိုးဆက်တီအတွက်တော့ဒါဟာသူတို့ရဲ့တမိုင်းကိုပြန်တောင်းဆိုနေတာနဲ့အတူတူပါပဲ သူကပဲဆက်ပြောခဲ့ပါသေးတယ်ပတ်တမြငမောက်ကကျွန်တော်တို့မှာဘာတွေရှိခဲ့တယ်ဘာတွေလုံနိုင်ခဲ့တယ်ဆိုတာကိုအမတ်ရစေးတယ်တစ်ချိန်တုန်းကကျွန်တော်တို့ဟာကျွယ်ဝတဲ့တမိုင်းနဲ့ဂုဏ်ယူစရာကောင်းတဲ့လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်ဆိုတာကိုတတိယစေးတယ်တဲ့ဆိုတော့ပတ်တမြဟာအမျိုးသားရေးလက္ခဏာနဲ့အချုပ်ချာအာဏာရဲ့အစွမ်းထက်တဲ့အဆောင်တစ်ခုလို့ဖြစ်လာခဲ့ပါတယ် ဒီတော့နောက်ဆုံးမေးခွန်းတစ်ခုကြံခဲ့ပါတယ်နိုင်ငံတနိုင်ငံကရှေ့ဆက်ဘာလုပ်မလဲဆိုတာသိဖို့အတွက်အရင်ဆုံးကိုယ့်စီကနေအတ္တမယူသွားတာတွေကိုပြန်ရယူဖို့လွားနေတာလားပတ်တမြငမောက်ရကန်ကြမားကတော့ဒီနေ့အထိပဟေးလေးတစ်ခုဖြစ်ရှိနေတော့မှာပဲဒါပေမဲ့သူ့ရဲ့ဇလန်ကတော့တမိုင်းအမွေဟနစ်နဲ့တရားမျှတမှုတွေအကြောင်းကိုအရေးကြီးတဲ့မေးခွန်းတွေထုတ်နေတဲ့ကျွန်တော်တို့အားလုံးကိုစဉ်းစားစရာတွေခြံထားရခဲ့ပါတယ်